လောကဆိုတာကကိလေသာတွေနဲ့ထုံမွန်ထားလို့လောကဖြစ်တာပဲ။မှန်ပါဗျာ။လောကဆိုတာဖြစ်ပျက်ပြောင်းလဲပျက်စီးနေလို့လောကလို့ခေါ်တာ။ဘာတွေဖြစ်ပေါ်ပြောင်းလဲပျက်စီးနေတာလဲဆိုလို့ရှိရင်လုံးမလို့ကြိုက်မကြိုက်တွေပဲ။တနည်းပြောရင်လောဘဒေါသမောဟတွေပဲ။အဲ့ဒီလောဘဒေါသမောဟတွေနဲ့ပြုလုပ်နေတဲ့ကံသင်္ခါရတရားတွေကြောင့်လောကဆိုတာဖြစ်ပေါ်လာတာ။လောကဆိုတာဖြစ်ပေါ်လာလို့တတ္တဝါဆိုတာဖြစ်ပေါ်လာတာလေ။ဒါဆိုရင်တတ္တဝါတွေကိုဖြစ်ပေါ်ဖန်တီးပေးလိုက်တဲ့တရားခံကလည်းအကြောင်းရင်းမူလနှစ်ဖြာ။ဒါဆိုရင်တလောကလုံးကဘာကြီးကိုဖန်တီးပေးလိုက်တာကကဘာဆိုတာကလူတွေများစွာနဲ့တိဆောက်ထားလို့ကဘာအဲ့ဒီကဘာမျိုးတွေဆိုတာကလည်းလူတွေများစွာနဲ့တိဆောက်ထားလို့မျိုးဒါဆိုရင်အားလုံးတတ္တဝါတွေကိုဖန်တီးပေးလိုက်တဲ့အဓိကတရားခံကတော့အဝိဇ္ဇာနဲ့တဏှာပါပဲဒါဆိုရင်ဖြစ်ပျက်ပြောင်းလဲပျက်စီးနေတာကိုလောကလို့ခေါ်တယ်အဲ့ဒီဖြစ်ပျက်ပြောင်းလဲပျက်စီးနေတဲ့လောကကိုဖန်တီးတဲ့အဓိကတရားခံကတော့တဲ့ယောက်ျားမိန်းမပုဂ္ဂိုလ်တတ္တဝါတွေမဟုတ်ဘူးမိရဲ့ဘယ်သူဘယ်ဝါမှမဟုတ်ပုဂ္ဂလကိုလည်းညှိုးမထိုးနဲ့ကြောင်းတက်မမားစေနဲ့သူ့ကြောင့်မှငါကြောင့်မှမဟုတ်ပါဘူးအဝိဇ္ဇာတဏှာဆိုတဲ့အကြောင်းရင်းမူလနှစ်ဖြာကနေပြီးတော့ပြုလုပ်ဖန်တီးလိုက်တဲ့အတွေ့တဲ့ကဘာကြီးတို့တတ္တဝါဖြစ်ပြပြောင်းလဲပျက်စီးနေတဲ့လောကကြီးဆိုတာဖြစ်ပေါ်လာတာပါဒါဆိုရင်လောကကြီးပုဂ္ဂိုလ်တတ္တဝါတွေကိုဖန်တီးတဲ့အဓိကတရားခံကတော့အကြောင်းရင်းမူလနှစ်ဖြာဖြစ်တဲ့ကိလေသာပါပဲဒါဆိုရင်ကိလေသာမှာလည်းပုဂ္ဂိုလ်တတ္တဝါမပါဘူးမတိမှုတွေနဲ့တက်မှတ်တော့ဆွဲလဲတော့ပြုလုပ်တယ်ပြုလုပ်တော့ရတယ်ဆင်းရဲတယ်ပေါ့ပြုလုပ်တော့ဒုက္ခတွေရတယ်ပူနာတိတွေရတယ်ပေါ့ဒါဆိုရင်ပြုလုပ်မှုဖန်တီးမှုသင်္ခါရတိုင်းမှာအဝိဇ္ဇာတဏှာဥဆောင်ပြီးတော့ပြုလုပ်ဖန်တီးမှုသင်္ခါရတရားကလောကကိုတိဆောက်ထားတာပဲဒါကြောင့်ဆရာလေးတို့လောကကြီးထဲမှာပြဿနာတွေတက်နေကြတယ်ဆိုတာကလောကဆိုတာလူမလို့ကြိုက်မကြိုက်နဲ့ဖန်တီးတိဆောက်နေကြတာပါသူ့လိုကိုယ့်လိုလေးနဲ့သူ့အတ္တကိုယ့်အတ္တတွေနဲ့ဟာလာပြုလုပ်ဆောင်ရွက်နေကြတဲ့အတွက်ချစ်လိုက်မုန်းလိုက်ပျက်စီးလိုက်ချစ်လိုက်မုန်းလိုက်ပျက်စီးလိုက်ရီလိုက်မော်လိုက်ငိုလိုက်ပျက်စီးလိုက်အဲ့ဒါကိုလောကခေါ်တာလေဒါဆိုရင်ရီလိုက်မော်လိုက်ငိုလိုက်ကလည်းဘယ်သူဖန်တီးလိုက်တာလဲဆိုတော့အဝိဇ္ဇာတဏှာဥပါဒံအဲ့တော့ကိလေသာဝိနဲ့ကမ္မဝိတ္တရားဖန်တီးပေးလိုက်တာပါဟုတ်ပြီဒါဆိုလို့ရှိရင်အမေရေလောကကြီးထဲမှာဖန်တီးလိုက်တဲ့တရားခံကအဝိဇ္ဇာနဲ့တဏှာလို့မိမိကိုယ်တိုင်သိလာပြီဆိုလို့ရှိရင်အဲ့ဒီအဝိဇ္ဇာနဲ့တဏှာဆိုတဲ့တရားခံတွေကိုဆရာလေးတို့ကတမာဒိဋ္ဌိဉာဏ်နဲ့သစ္စာတရားတွေကိုသင်ယူရမယ်နာကြားရမယ်နာကြားပြီးရင်အဓိကကြားတဲ့အကြောင်းရင်းမူလနှစ်ဖြာဆိုတဲ့အဝိဇ္ဇာတဏှာဥပါဒံသင်္ခါရကမ္မဘဝဆိုတဲ့အကြောင်းကိလေသာနဲ့ကမ္မဝတ္တိပတ္တရမတရားပဲပတ္တရတော့မယ်ဒါဆိုရင်ဆရာလေးတို့ကဖြစ်ပြပြောင်းတဲ့ပျက်စီးအောင်ဖန်တီးထားတဲ့လောကကြီးကိုဖန်တီးပေးလိုက်တဲ့ပုဂ္ဂိုလ်တတ္တဝါတွေကိုဖန်တီးပေးလိုက်တဲ့အဓိကတရားခံကအဝိဇ္ဇာနဲ့တဏှာဖြစ်ပြပြောင်းတဲ့ပျက်စီးခြင်းတွေကင်းနေတဲ့လောကုတ္တရာဆိုတော့အဝိဇ္ဇာနဲ့တဏှာရှိလာတာမရှိတာလားမရှိတာအဝိဇ္ဇာတဏှာမရှိတဲ့နေရာကလောကုတ္တရာအဲ့ဒီလောကုတ္တရာမှာကြတော့ကဘာလည်းမရှိဘူးပုဂ္ဂိုလ်တ attva လည်းမရှိဘူးဖန်တီးသူလည်းမရှိဘူးတိဆောက်သူလည်းမရှိဘူးပြုပြင်သူလည်းမရှိဘူးပျက်စီးသူလည်းမရှိဘူးဒါဆိုရင်အဝိဇ္ဇာတဏှာဆိုတဲ့မူလနဲ့အကြောင်းရင်းမူလနဲ့ဖြာကိုအဓိကထားပြီးတော့တမာဒိဋ္ဌိတမာသင်္ကပ္ပဆိုတဲ့ပညာမဂ္ဂင်နှစ်ပါးဥဆောင်ပြီးတော့မိမိရဲ့စိတ်တဏ္ဍာမှာမတိမှုမောဟတွေအုပ်ချုပ်ထားခြင်းဒီတိမှုဆိုတဲ့ဝိဇ္ဇာပညာမြန်ရောက်ရှိလာပြီဆိုရင်မတိမှုတွေတိမသွားဘူးမတိမှုတွေတည်သွားလို့ရှိရင်တိမှုအောင်မှာမတိမှုကပျောက်သွားတာပဲမြင်ရနော်အဲ့တော့အဝိဇ္ဇာတဏှာဆိုတာကမတိမှုနဲ့ပြုလုပ်ဖန်တီးတဲ့သင်္ခါရဒါဆိုရင်တိပြီဘယ်အရာမှလည်းမမြဲဘူးသင်္ခါရတရားမှန်သမျှမြဲလဲမမြဲဘူးအမြဲလဲမရှိဘူးဒီသဘောတရားတွေကိုနားလည်မယ်ဆိုပုဂ္ဂိုလ်တ attva အာယုံတို့မှာကိစိတ်တော့စိတ်ဖြင့်နဲ့စိတ်စောတိုက်တွန်းမှုကြောင့်နဲ့စေတနာသင်္ခါရစိတ်ကိုမှီလိုက်တာစိတ်နဲ့တကွာစိတ်တော်တိုက်တွန်းတော့ပြုလုပ်မှုသင်္ခါရတရားတို့သည်ပြုလုပ်ရင်းနဲ့မနောကံမှာကြံစီတယ်ကြံတွေးတယ်ကြံစီရင်ကြံတွေးပြီးချုပ်ပြောက်ပျက်စီးသွားတယ်ဒီသဘောတရားကိုမနောကံမှာနေမှာတတိပညာနဲ့အုပ်ချုပ်ပြီးတော့မိမိစိတ်ကကြံတွေးနေတဲ့သင်္ခါရတရားကြံစီနေတဲ့သင်္ခါရတရားတို့သည်ကြံတွေးရင်ကြံစီရင်နဲ့ချုပ်ပြောက်နေပါလားပုဂ္ဂိုလ်တ attva လည်းမရှိပါလားဆိုတော့ပစ္စုပန်တဲ့တဲ့မှာကြံစီကြံတွေးနေတဲ့စိတ်တွေစေတသိက်တွေကထင်ရှားရှိနေတာလားကွယ်ပြောက်သွားတာကိုမြင်နေရတာလားကွယ်ပြောက်သွားတာကိုမြင်ရပြီဆိုရင်မနောကနေထုတ်လုပ်ပေးလိုက်တဲ့အဝိဇ္ဇာတဏှာကနေထုတ်လုပ်ပေးတဲ့အကြောင်းရင်းတမှုတရားကြောင့်ထုတ်လုပ်ပေးမယ်ခန္ဓာတွေကလာပါအောင်မလားမလာပါဘူးဒါဆိုရင်မနောမှာပဲသိသိရတယ်အဲ့တော့မနောမှာပဲသိသိရတယ်ဆိုတော့မနောကိုကြည့်လိုက်မယ်ဆိုရင်စိတ်ကဘာလုပ်တာလဲတွေးတယ်လို့ကြံစီတယ်လို့အဲ့တော့တွေးလိုက်ကြံစီလိုက်ချုပ်ပြောက်လိုက်ကြိုက်တဲ့လောက်တွေးတဲ့လောက်မရှိကြိုက်တဲ့လောက်ကြံစီတဲ့လောက်မရှိဘူးဆိုတော့စိတ်ကိုဘ ਹੁ ချက်ထားပြီးတော့အရှုခံစိတ်ကိုအရှုဉဏ်နဲ့ကြည့်လိုက်တဲ့အခါမှာတွေးတောကြံစီနေတဲ့စိတ်တသင်္ခါရတရားတို့ဒီလေတွေးတောကြံစီရင်းပင်ချုပ်ပြောက်ပျက်စီးသွားတယ်ဘယ်ကာလမှရှိလဲဘယ်ကာလမှလည်းမရှိပါဘူးဒါဆိုရင်ချုပ်ပြောက်နေတဲ့အာယုံကိုမိမိကသိနေပြီဆိုရင်အတွေးအကြံမှန်သမျှဒီပုဂ္ဂိုလ်တ attva လည်းမပါဘူးတွေးရင်ကြံရင်ချုပ်ပြောက်နေမှန်းကိုသိနေရင်အတွေးအကြံတို့ရဲ့နှိပ်စက်နေတဲ့ဆင်းရဲခြင်းတွေလာပါအောင်မလားမလာပါဘူးတဲ့တွေးတယ်အတွေးမရှိမှန်းလည်းသိတယ်
တွေးတယ်တွေးမရှိမနဲ့သိတယ်ဆိုရင်အဝိဇ္ဇာချုပ်မလားလားအဝိဇ္ဇာချုပ်ရင်တဏှာချုပ်တယ်တဏှာချုပ်ပြီဆိုရင်ခန္ဓာအင်ကိုတိဆောက်ပေးတဲ့အကြောင်းရင်းလက်သမားတဏှာကြီးဟာတဲ့တွေးရင်ကြံရင်ပြီးချုပ်ပြောက်ပျက်စီးမှုကိုသိနေပြီဆိုရင်တဏှာသမုဒိယကနေထုတ်လုပ်ပေးတဲ့အကျိုးဝိပဿနာလာပါအောင်မလားမလာပါဘူးတဲ့စိတ်မှာဖြစ်တဲ့တရားကစိတ်မှာပြီးချုပ်ပြောက်ပျက်စီးသွားပါတယ်ဒီသဘောတရားကိုနားလည်မယ်ဆိုရင်မိမိရဲ့စိတ်မှာကြံတွေးသောသင်္ခါရကြံစီသောသင်္ခါရတရားတို့သည်ကြံတွေးရင်ကြံစီရင်အခုပဲတွေးအခုပဲပြောက်အခုပဲတွေးအခုပဲပြောက်နေတဲ့အတွေးတွေဟာတဲ့အမြဲမရှိပါဘူးတဲ့ချုပ်ပြောက်ပျက်စီးခြင်းဟာအမြဲရှိတွေးပြောက်သွားတယ်တွေးတယ်ပြောက်သွားတယ်တွေးနေတာကစိတ်ပြောက်သွားတာကစိတ်လို့ရပဲဟုတ်တယ်နော်ဒါဆိုရင်စိတ်ဖန်တီးမှုကြောင့်ဖြစ်ပေါ်လာတဲ့သင်္ခါရတရားတွေကစိတ်နဲ့တကွာချုပ်ပြောက်သွားပါပြီလို့သိရင်အဝိဇ္ဇာနဲ့တဏှာမူလနဲ့ဖြာကဘာဖြစ်ပြီးပါလဲတည်သွားပါပြီတည်သွားရင်ဝိဇ္ဇာတဏှာအကြောင်းရင်းတွေတည်သွားရင်အကျိုးဝိပဿနာရောလာစရာလိုသေးလားမလာပါဘူးတဲ့စိတ်မှာဖြစ်တဲ့သင်္ခါရတရားကစိတ်နဲ့တကွာချုပ်ပြောက်ပျက်စီးသွားတယ်သင်္ခါရတရားအနိစ္စတရားဖြစ်ပြတရားဖြစ်တယ်ဒါကိုစိတ်ကိုဘုံချက်ထားပြီးတော့အရှုခံစိတ်အရှုဉဏ်တမာဒိဋ္ဌိနဲ့ရှုမြင်မယ်ဆိုရင်အရှုခံရောအရှုဉဏ်ရောနှစ်ခုတော့ခိုင်ပါမလားမြဲပါမလားအရှုခံရောအရှုဉဏ်ရောခိုင်နေမခိုင်ဘူးမြဲတယ်မမြဲဘူးချုပ်ပြောက်ပျက်စီးခြင်းမှာပဲလမ်းဆုံးပါတယ်ဒီသဘောတရားလေးကိုနားလည်လာပြီဆိုရင်လောကကြီးကိုဖန်တီးနေတဲ့တရားခံနှစ်ခုကိုဆရာလေးတို့ကပိုင်နိုင်ဖန်ချုပ်နိုင်တယ်လို့ခေါ်ပါတယ်မြင်နော်